ဖြူထောက်တဲ့ဘရိုးသားဘရိုးသမီးစုံတွဲဖက်နှက်ကလေးနဲ့မိတ်ဆက်တက်ပါပြီးမှဖြစ်ပါတယ်ရှင်။ဒါလေးကစင်ကြွယ်ရောင်ကိုအဖြူထောက်တဲ့ကာလာလေးပါရှင်။ဒီနှုန်းလေးကတော့3000နဲ့5000ကျပ်ပါရှင်။သူကဆိုးသူကနေပြီးတော့လေရိုးသူအချင်းဆိုရင်တလက်မအရင်ရှိပါတယ်ရှင်။နောက်ကတလက်မအရှိရလက်မဝက်ဆိုင်တဲ့ဘရိုးသမီးတွေဆိုလည်းရိုးချယ်စရာကာလာလေးကိုရှိတာပါရှင်။ဒီနှုန်းလေးကတော့5000နဲ့5000ကျပ်ပါရှင်။ဒီနေ့ကျော်ဆက်ဝတ်စင်တဲ့ဘရိုးသားကြီးလေးနဲ့မိတ်ဆက်တက်ပါပြီးရပါရှင်။ဒီဘာသာတစားလေးထုတ်လုပ်ထားတာဖြစ်တာမို့ဘရိုးသားနဲ့ဘရိုးသမီးအကြောင်းဒီမှာအရောင်ပွဲမှာစိတ်ကြည်စရာမလိုပါဘူးရှင်။ဒီနှုန်းလေးကတော့တရေစိမ့်တရင်နှစ်သက်ကလေးကို2000ကျပ်ဖြစ်ပါတယ်။ကျမတို့ရဲ့ AC ကနက်ဆိုင်ကိစ္စလေးကတော့ AC ကနက်ဆိုင်အမှတ်1အရှိအေးကိုဘိုးချုပ်အောင်ဆန်းကိုစတော့ပြီးရန်ကုန်ပို့ပါရှင်။ဘိုးချုပ်အောင်ဆန်းကခုပောက်ကနိုင်လာပြီးလို့ရပါတယ်။အားလုံးကနောက်ဗီဒီယိုလေးမှာပြန်တော့တွေ့မယ်နော်။အားလုံးပဲတက်တာပါ။